Hello အားလုံးပဲမင်္ဂလာပါပြည်တိုင်းတက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လက်ရှိချိန်မှာဆိုရင် Manchester United ကကွင်းလယ်ပိုင်းနေရာအတွက်နွေရာသီမှာဒီကတ်လူစားပြောင်းလဲမှုတွေလုပ်မယ်ဆိုပြီးတော့နာမည်ကျော်သတင်းစာတွေဖြစ်တဲ့ The Daily Mail နဲ့မေယာတို့ကနေဖော်ပြခဲ့တယ်လက်ရှိချိန်မှာဆိုရင် Manchester United ရဲ့ကွင်းလယ်ကစားသမား Casemiro ကဒီနွေရာသီမှာပဲသူ့အနေနဲ့အသင်းကနေထွက်ခွာသွားမှာဖြစ်တယ်လို့သူ့ကိုလည်းချိတ်ဆက်မှုတွေsorry ကလပ်တွေကချိတ်ဆက်မှုတွေရှိနေတဲ့အပြင်အမေရိကန်ကလပ်တစ်ခုဖြစ်တဲ့ LA Galaxy နဲ့လည်း Manchester United တို့ရဲ့နှစ်သင်းကြားမှာဆိုရင်ညှိနှိုင်းမှုတွေပြုလုပ်နေတယ်ဆိုပြီးတော့ဖော်ပြလာခဲ့တယ်။လက်ရှိချိန်မှာဆို Manchester United အသင်းက Newcastle အသင်းရဲ့ကွင်းလယ်ကစားသမား Tonali ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့လည်းပြောကြားလာတယ်လို့ဘာလဲဘာကိုခေါ်ယူဖို့ရာဂိုင်းနှုန်းနည်းသွားပြီဆိုပြီးလည်းပြောကြားလာတယ်။လက်ရှိချိန်မှာဆိုရင် Brighton ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ဘာလဲဘာကဒီနေ့နွေရာသီမှာဆိုရင်အသင်းပြောင်းမယ်ဆိုပြီးသတင်းတွေထွက်လာခဲ့တယ်။ဒါကြောင့် Manchester United တို့ကဘာလဲဘာကိုအဓိကပြစ်မှတ်ထားခဲ့တယ်ဆိုပေမဲ့ Brighton အသင်းကပေါင်တန်း100ရမှရောင်းထုတ်မယ်လို့ပြောကြားခဲ့တယ်။လူငယ်ကစားသမားတစ်ယောက်အနေနဲ့ပေါင်တန်း100ဆိုတာတော်တော်လေးများတဲ့ဈေးလည်းဖြစ်တယ်လို့ Manchester United တို့ကဒီဈေးနဲ့ဆိုရင်သူတို့ဘာလဲဘာကိုခေါ်ယူမှာမဟုတ်ဘူး။နောက်ပြီး Manchester United တို့ကခေါ်ယူဖို့ရာဂိုင်းနှုန်းနည်းလာတဲ့အကြောင်းရင်းတစ်ခုကဘာလဲဘာကိုပြင်သစ်ကလပ်တစ်ခုဖြစ်တဲ့ PSG ကပါစိတ်ဝင်စားလာတယ်ဆိုတဲ့အကြောင်းပါ။ PSG အသင်းကလက်ရှိချိန်မှာဆိုရင်ပြင်သစ်မှာအဆင့်1ဆိုတဲ့နေရာရရှိနေပြီးတော့ UCL Champion လည်းဖြစ်တယ်။ဒါကြောင့်ဘာလဲဘာအနေနဲ့ပြင်သစ်ကလပ်ဖြစ်တဲ့ PSG ကခေါ်မယ်ဆိုရင်ခေါင်းငိမ့်မဲ့အနေထားမှာရှိနေတယ်။ဒါကြောင့် Manchester United တို့ကသူ့ကိုပြစ်မှတ်ကနေဖယ်ထုတ်ဖို့ရာဂိုင်းလုံးများနေတယ်လို့လက်ရှိ Manchester United အသင်းရဲ့နီးပြဖြစ်တဲ့ကာရစ်ရဲ့အသင်းဟောင်း Middlesbrough ကစားသမားလေးဟေဒန်ကိုလည်းမျက်စိကျနေရဆိုပြီးတော့သတင်းတွေကဖော်ပြခဲ့တယ်။ဟေဒန်ဆိုတဲ့ကစားသမားလေးက Middlesbrough မှာလက်ရှိရာဒီမှာတော်တော်လေးရှည်စွမ်းထပ်နေတဲ့ကစားသမားလေးဖြစ်တယ်လို့ Michael Carrick ကိုလည်းမွေးထုတ်ပေးခဲ့တဲ့ကစားသမားလေးဖြစ်တာကြောင့် Manchester United ကခေါ်ယူဖို့ရာဂိုင်းနှုန်းတော်တော်လေးများနေတယ်။နောက်ပြီးတော့လက်ရှိထွက်လာတဲ့သတင်းကတော့လုံးဝအံ့ဩစရာသတင်းတစ်ခုဖြစ်တဲ့လီဗာပူးအသင်းရဲ့ Max Allister ကို Manchester United တို့ကဒီနေ့ရာသီမှာခေါ်ယူမယ်ဆိုတဲ့သတင်းမှာဒါကတော့မဖြစ်နိုင်ဘူးလို့ထင်မိတယ်။ကောလာဟာလာအဆင့်အနေနဲ့သာပြီးသွားမယ်လို့ထင်မိတယ်။ဒီနှစ်သင်းရဲ့ဂျားမှာအရင်တုန်းကကစားသမားအပြောင်းအရွှေ့ဆိုတာမရှိသလောက်ချားခဲ့တယ်။ဒီနှစ်သင်းကအင်္ဂလန်ဒါဘီပြိုင်ပွဲဖြစ်တဲ့အတွက် Allister ကို Manchester United တို့ခေါ်ယူမယ်ဆိုတဲ့သတင်းကကောလာဟာလာတစ်ခုအနေနဲ့သာကျွန်တော်အနေနဲ့ထင်မိတယ်။ဒါကြောင့်ဒီအပြောင်းအရွှေ့ကမဖြစ်နိုင်ဘူးလို့ထင်တယ်။နောက်ထပ်သတင်းတစ်ခုထွက်လာတာက Odegaard ကလက်ရှိအာဆင်နယ်အသင်းမှာတော့ရုန်းကန်နေရတဲ့ကစားသမားဖြစ်ပြီးတော့လက်ရှိအချိန်မှာလည်းဒဏ်ရာရရှိနေလို့ကစားပွဲတွေနဲ့လွဲချော်နေတဲ့သူလည်းဖြစ်တယ်။အာဆင်နယ်အသင်းမှာဒီရာသီအတွက်အရေးပါမှုတော်တော်လေးကြာဆင်းလာတဲ့ကစားသမားလည်းဖြစ်တယ်။လက်ရှိအချိန်မှာဆို Odegaard ကို Manchester United တို့ကနွေရာသီမှာခေါ်ယူနိုင်ခဲ့မယ်ဆိုတဲ့သတင်းတွေထွက်လာတယ်။ပြောရမှာဆိုတခြားအသင်းကအသင်းကောင်းဆောင်ကိုခေါ်ယူမယ်ဆိုတာကတော်တော်လေးမလွယ်တဲ့အနေအထားမှာရှိတယ်။သူအသင်းမှာလည်းသူကအခြေချပြီးသားကစားသမားလည်းဖြစ်တယ်လို့အာဒီတာအနေနဲ့ Odegaard ကိုလွယ်လွယ်နဲ့လက်လွတ်မဲ့တဲမှာလည်းမပါဘူးဗျ။ဒါကြောင့်ဒီနွေရာသီကုန်မှာ Odegaard ကိုခေါ်ယူဖို့ဆိုတာကတော့ Manchester United တို့အတွက်ခက်ခဲမဲ့အရာတစ်ခုမဟုတ်ရင်တော့မဖြစ်နိုင်မဲ့အရာတစ်ခုလို့ကျွန်တော်အနေနဲ့ထင်မိတယ်။ဒီကစားသမားနှစ်ယောက်ကတော့ကောလာဟာလာအနေနဲ့ပဲပြီးဆုံးသွားမယ်လို့ထင်မိတယ်။နောက်ထပ်အနေနဲ့က Bruno Fernandes နေရာကိုလည်းသူတို့အနေနဲ့ကစားသမားအသစ်ခေါ်ယူမယ်လို့ပြောကြားလာခဲ့တယ်။ဘာလဲဆိုတော့ Bruno Fernandes ကလက်ရှိချိန်အသက်30ကျော်ထိတိုင်အောင် Manchester United မှာအရေးပါနေတဲ့ကစားသမားဖြစ်တယ်လို့ဂိုးဖန်တီးမှုနဲ့သွင်းဂိုးတွေကိုရယူပေးနေတဲ့ကစားသမားလည်းဖြစ်တယ်။ Bruno Fernandes ကဘယ်ချိန်ချီရွမ်းကြမလဲဆိုတာမသိပေမဲ့သူ့အနေနဲ့ဒီနှစ်ဒီချိန်ထိ United မှာရှိခဲ့တဲ့ကာလအတွင်းမှာသူ့အနေနဲ့ဒီချီရွမ်းကိုပဲထိန်းထားနိုင်ခဲ့တဲ့တူရဲ့ကစားသမားဖြစ်တယ်ဗျာ။လက်ရှိချိန်မှာဆိုရင် Manchester United အသင်းကRuber Hunter ရဲ့ကွင်းလယ်ကစားသမားလည်းဖြစ်တဲ့ Matthias Mane ကိုခေါ်ယူမယ်ဆိုပြီးတော့သတင်းတွေထွက်လာတယ်။ဒီကစားသမားလေးကအသက်က19နှစ်ပဲရှိသေးတယ်။အနာဂတ်တော့ခေါ်မယ်ဆိုရင်တော်တော်လေးကောင်းတဲ့ကစားသမားလည်းဖြစ်တယ်။ဘူးအသင်းကဒီလက်ရှိရာသီကုန်မှာဆိုရင်သူတို့နေတန်းဆင်းရမယ့်အသင်းဖြစ်တာကြောင့်ဒီကစားသမားလေးအနေနဲ့အသင်းပြောင်းရွှေ့မယ်လို့ထင်တယ်။ဒါကြောင့် Manchester United တို့ကစိတ်ဝင်စားလာနိုင်တာလည်းဖြစ်တယ်။နောက်ပြီးဘူးအသင်းကဒီရာသီမှာတပွဲပဲနိုင်ထားတဲ့အသင်းဖြစ်တာကြောင့်ဒီလိုတဲတဲ့နုံတွေကအသင်းကိုဒီကစားသမားလေးကထမ်းတင်ပေးနေတယ်လို့ထင်မိတယ်။ဒါပေမဲ့ဘူးအသင်းကနောက်ပိုင်းရလက်တွေကောင်းလာတဲ့ပွဲစဉ်တော်တော်များများဒီကစားသမားလေးရဲ့စွမ်းဆောင်ရည်ကမဖြစ်မနေထည့်ပြောရတော့တဲ့အထီကိုဖြစ်ခဲ့တယ်။တခြားကစားသမားတွေကမန်တယ်ကြနေတဲ့အချိန်မှာဒီကစားသမားလေးကပြောင်းပြန်သူ့အနေနဲ့အသင်းကိုရသလောက်ရုန်းကန်ပေးနေတဲ့ကစားသမားလေးဖြစ်တယ်။ဒါကြောင့်ဒီကစားသမားလေးကို Manchester United အသင်းအနေနဲ့လာမယ့်နွေရာသီမှာခေါ်ယူဖို့စောင့်ကြည့်နေတာလည်းဖြစ်နိုင်ပါတယ်။ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းလေးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။